တညတော့အချိန်မှာပေါ့အမျိုးသမီးတစ်ယောက်ဟာနှစ်ချိုက်အိမ်မောကြနေခဲ့တယ်အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့အလင်းလုံးလေးတစ်ခုကသူမရဲ့ပါစက်ထဲကိုတိုးဝင်သွားခဲ့တယ်သူမကိုယ်တိုင်တော့ဒါကိုသတိမထားမိခဲ့ပါဘူးဒါပေမဲ့နောက်နှစ်ຫນွေဦးရာသီရောက်တဲ့အခါမှာတော့သူမဟာတားလီတစ်ယောက်ကိုဖွာမြင်ခဲ့ပါတယ်အရင်ကခလီးရဖို့ဘလို့မှမဖြစ်နိုင်ခဲ့တဲ့သူမဝတ်တော့ဒါဟာတကယ်ကိုအံ့ဖွယ်ပါတယ်ခင်ပွန်းဖြစ်သူကလည်းအတိုင်းမသိဝမ်းသာပီတီဖြစ်ပြီးတားလီကိုမြို့အမယူလို့အမိပေးခဲ့တယ်သူတို့မိသားစုလေး၃ယောက်ဟာပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကိုပိုင်ဆိုင်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုတွေကကြာရှည်မခံခဲ့ဘူးအမကြီးတဦးဖြစ်တဲ့ဖခင်ဖြစ်သူဟာစစ်ပွဲအတွင်းမှာတားဖြစ်သူကိုကာကွယ်ရင်းအသက်ပေးသွားခဲ့ရတယ်မိခင်ဖြစ်သူဟာရှိသမျှစုဆောင်ထားတာလေးတွေကိုအကုန်ထုတ်သုံးပြီးမြို့အမယူကိုကြောင်းတက်နိုင်အောင်ထောက်ပံ့ပေးခဲ့တယ်သူမဟာနောက်အိမ်ထောင်ပြူပြီးလူမသိသူမသိပုံအောင်နေထိုင်ခဲ့ရရှာတယ်အထီးကျန်စွာရှင်သန်နေထိုင်ရင်မြို့အမယူဟာစစ်ပြူဟာတွေနဲ့ဓာတိုင်းပညာတွေကိုကြိုးစားသင်ယူခဲ့တယ်သူမရီမန်ချက်တစ်ခုပဲရှိတယ်အဲ့လာကတော့ဖခင်အတွက်ကလေးစားချီဖို့နဲ့မိခင်ဖတ်သူကိုဒုက္ခချမ်းသာပေးနိုင်ဖို့ပါပဲမြို့အမယူဟာကျောင်းမှာအတော်ဆုံးကျောင်းသားဖြစ်လာခဲ့တယ်။တနေ့မှာတော့ဆရာဖြစ်သူစီကနေရင်ကွဲမတတတင်ဆိုးကြီးတစ်ခုကြားလိုက်ရတယ်။မင်းအမိတေးအန်ဆဲဖြစ်နေပြီတဲ့။မိခင်ဖြစ်သူကိုနောက်ဆုံးအနေနဲ့တွေ့ခွင့်ရဖို့မြို့အမယူဟာခရီးချမ်းကြီးကိုတယောက်တည်းနှင်ခဲ့တယ်။လန်ခီကအလွန်ဝေလိုလာတာမို့သူဟာပင်ပနွမ်းနေပြီးတပင်အောက်မှာမေ့လဲသွားခဲ့တယ်။အဲ့ဒီအချိန်မှာရွာသားနှစ်ယောက်ကသူ့ကိုနှိုးလိုက်ကြတယ်။သူတို့ကမြို့အမယူရဲ့နာမည်ကိုတည်နေကြသလိုမိခင်ဖြစ်သူရဲ့အစီခံတွေပါလို့လည်းပြောခဲ့ကြတယ်။စာလောင်ငတ်မွတ်နည်းရဲ့မြို့အမယူကိုမမွတ်စည်းတစ်လုံးလည်းကြွေခဲ့ကြသေးတယ်။မြို့အမယူဟာသူတို့ကိုယုံကြည်လိုက်ပြီးမိတောင်စီကိုလိုက်သွားခဲ့တယ်။တောင်ပေါ်ကိုတက်တဲ့လန်ခုလာမှာပဲအဲ့ဒီရွာသားနှစ်ယောက်ဟာရုတ်တရက်ပျောက်ကွယ်သွားပါတော့တယ်။နောက်တစ်စက္ကန့်မှာပဲအေယာမဖတ်တော်ကြီးတစ်ကောင်ကသူ့စီကိုအယူမှုပြေးဝင်လာတယ်။မြို့အမယူဟာအသက်လူပြီးပြေးခဲ့ရတယ်။သူ့စိတ်ထဲမှာတစ်ခုပဲရှိတယ်။မိခင်ဖြစ်သူကိုမတွေ့ရသေးခင်သူတည်လို့မဖြစ်ဘူးဆိုလားပဲ။ဒါပေမဲ့အဲ့ဒီတတော်ကြီးကသူ့ကို6ကံပါအစွန်းမှပိတ်ဆို့ထားလိုက်ပါပြီ။ပြီးတော့အဲ့ဒီမိစ္ဆာကပါစက်ကြီးကိုဟာလိုက်တဲ့အခါမြို့အမယူရဲ့ကဘာဖြတ်သွားခဲ့ရတယ်။အဲ့ဒီမိစ္ဆာကြီးရဲ့ပါစက်ထဲမှာသူ့မိခင်ရဲ့ရုပ်အလောင်းကိုမြင်လိုက်ရလို့ပါတယ်